ရှင်တို့ဒီကနေ့မြတ်စွာဘုရားရဲ့တရားဒေသနာတော်လေးတို့ကိုတဏှာရင်လောက်အချိန်ယူပြီးတော့နာယူကြည်ညိုကြရအောင်ဒီကနေ့သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကီ1385ခုနှစ်နေုံလာပြီးကျော်3ရက်နေ့ညနေခင်းအခါကာလမှာစင်ကာပူနိုင်ငံအရီနာကန်ထရီကလပ်မှာဆင်ရင်ကျင်းပတဲ့အချိန်40မြောက်9ရက်နေ့တရားစခန်းပွဲမှာဒီကနေ့နောက်ဆုံးနေ့ရဲ့ပထမပိုင်းတရားပေါ့နော်ဘောဓိပက္ခိယတရားတွေနဲ့ပတ်သက်ပြီးတော့ပေသပေါင်းသူတော်ကောင်းတို့နာယူကြည်ညိုခဲ့ကြတာဒီနေ့နောက်ဆုံးအပိုင်းကိုရောက်လာပြီတတိပဋ္ဌာန်တရား၄ပါးနာယူမှတ်သားခဲ့ကြပြီသမ္ပပဋ္ဌာန်တရား၄ပါးဣတိပတ်၄ပါးဣန္ဒြေ5ပါးဘုံ5ပါးဘုဇင်9ပါးဒီကနေ့မဂ္ဂင်10ပါးအဲ့ဒါဒီကနေ့မဂ္ဂင်10ပါးနဲ့ပတ်သက်ပြီးတော့ပေသပေါင်းသူတော်ကောင်းတို့မှတ်သားကြရအောင်မဂ္ဂဆိုတာလမ်းလို့အဓိပ္ပာယ်ရပါတယ်လမ်းဆိုရင်တော့ကိုရောက်လို့တဲ့နေရာကိုရောက်သွားစေတဲ့သဘောလို့အဲ့ဒါလိုမှတ်သားရမှာပေါ့အဲ့ဒါဦးဇင်းတို့ဒီမဂ္ဂင်ဆိုတာနဲ့ပတ်သက်ပြီးတော့တတိစတော်ဘုရားကြီးကဘယ်လိုအဓိပ္ပာယ်ဖွင့်လဲဆိုတော့ကိလေသေမာရင်တာနိဗ္ဗာန်ကိစ္ဆန္တိဧတေနာတိမေခောလို့ဆိုတော်ကြီးကအဓိပ္ပာယ်ဖွင့်တယ်ကိလေသာတို့ကိုမာရင်တာတတ်လျက်နိဗ္ဗာန်နိဗ္ဗာန်သို့ကိစ္ဆန္တိရောက်စေတတ်၏ဣတိတတ္တမထို့ကြောင့်မေခောမဲ့မြည်၏လို့မဂ္ဂင်၈ပါးရဲ့အစွမ်းတတ္တိကိုအကြံဉာဏ်အဖြစ်2မျိုးပြောထားတယ်လို့လည်းပဲအဓိပ္ပာယ်ကောက်ယူရတယ်ဒီမဂ္ဂင်၈ပါးကိုပွားများအထောက်မယ်ဆိုလို့ရှိရင်ကိလေသာတရားတွေကိုဖယ်ရှားသုတ်သင်ပြနိုင်တဲ့အစွမ်းလည်းရှိတယ်ဒီမဂ္ဂင်၈ပါးကိုပွားများမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုရောက်စေတတ်တယ်မျက်မှောက်ပြုနိုင်တတ်တယ်ဒါကြောင့်မဂ္ဂင်လို့ခေါ်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုထားတယ်လက်ဒီမဂ္ဂင်၈ပါးဆိုတာပေသပေါင်းသူတော်ကောင်းတို့အလုံးရဲ့စိတ်ထဲမှာလိမ္မာပြီးသားကျွမ်းကျင်ပြီးသားလို့ဥယျာဉ်ထင်ပါတယ်နံပါတ်1တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပအလုံးရတယ်နော်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဒီနေရာမှာဦးဇင်းတို့မဂ္ဂင်၈ပါးကိုသီလသမာဓိပညာအားဖြင့်ခွဲခြားမယ်ဆိုရင်လည်းပေသပေါင်းသူတော်ကောင်းတို့အလုံးခွဲခြားတတ်ပြီးသားဖြစ်မယ်ထင်ပါတယ်တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပမှန်ကန်သောအမြင်နဲ့မှန်ကန်သောအကြံအစီအဲ့ဒါဒီပညာမဂ္ဂင်2ပါးနောက်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့မှန်ကန်တဲ့အပြောမှန်ကန်တဲ့အလုပ်မှန်ကန်သောအသက်မွေးဝမ်းကြောင်းမှုဆိုတာကသီလမဂ္ဂင်3ပါးနောက်ပြီးတော့တမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဆိုတဲ့မဂ္ဂင်3ပါးကတော့သမာဓိမဂ္ဂင်3ပါးဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့မှတ်သားစရာကဒီမဂ္ဂင်၈ပါးထဲမှာတမ္မာဒိဋ္ဌိမဂ္ဂင်ဒီအရေးအကြီးဆုံးမဂ္ဂင်ဖြစ်တယ်ဆိုတဲ့အချက်အဲ့ဒါကိုဦးဇင်းတို့မဂ္ဂတယုတ်ပါဠိတော်များမှာလည်းပဲတမ္မာဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်ဒီတမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အကြံအစီတွေကိုတိုးတက်စေတယ်များပြားစေတယ်လို့မြတ်စွာဘုရားကိုယ်တိုင်ဟောထားဒါကိုအကြောင်းပြုပြီးတော့မင်းကုန်းစတော်ကြီးကလည်းပဲမဂ္ဂင်၈ပါးထဲမှာတမ္မာဒိဋ္ဌိမဂ္ဂင်ဒီအရေးအကြီးဆုံးနဲ့အဓိကအကျဆုံးမဂ္ဂင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဥပမာနဲ့တကွပြောတယ်ယထာတွဲကြီး၈တွဲမှာခေါင်းတွဲသည်အဓိကကျတယ်တဲ့ခေါင်းတွဲကိုသာပုံမှန်ခုံမောင်းနေမယ်ဆိုရင်နောက်တွဲ9တွဲဟာအလိုလိုနောက်ကလိုက်လာမယ်တစုံတစ်ခုသောအကြောင်းကြောင့်ခေါင်းတွဲကပြက်လို့ချွတ်ယွင်းလို့ရက်နေမယ်ဆိုရင်တော့နောက်တွဲတွေကလည်းနေရာကရွှေ့မှာမဟုတ်ဘူးဆိုပြီးတော့တမ္မာဒိဋ္ဌိမဂ္ဂင်ရဲ့အရေးပါဖို့အဲ့တော့တမ္မာဒိဋ္ဌိဆိုတာပေသပေါင်းသူတော်ကောင်းတို့အလုံးသိကြပြီးသားတမ္မာဆိုတာကမှန်ကန်တာဒိဋ္ဌိဆိုတာကအမြင်မှန်ကန်တဲ့အမြင်ပေါ့အဲ့ဒီတမ္မာဒိဋ္ဌိတရားဟာ
ဦးဇင်းတို့စောစောကပြောခဲ့တဲ့ဗောဓိပက္ခိယတရားတွေထဲမှာဓမ္မဝိစီယတန်ဖိုးစဉ်တို့ဘုဇင်တရားတွေဆိုရင်ဒါဓမ္မဝိစီယတန်ဖိုးစဉ်တည်မဂ္ဂင်အနေနဲ့ပြောမယ်ဆိုရင်တမ္မာဒိဋ္ဌိအိန္ဒြေအနေနဲ့ပြောမယ်ဆိုရင်ပဉ္စိန္ဒြေဘုအနေနဲ့ပြောမယ်ဆိုရင်ပညာဗလံဟောပေတတို့အလုံးဆက်ဆက်ပြီးတော့တွေးတတ်မယ်ထင်ပါတယ်နော်ဒါတမ္မာဒိဋ္ဌိဒီနေရာမှာဘယ်ထဲမှာမှမပါသေးတဲ့မဂ္ဂင်၈ပါးထဲမှာပဲပါတဲ့တမ္မာသင်္ကပ္ပတမ္မာသင်္ကပ္ပဆိုတာမှန်ကန်တဲ့အတွေးအကြံတရားကိုကောက်ရင်ဝိတက်ဆိုတာရတယ်အဲ့ဒီတမ္မာသင်္ကပ္ပဆိုတဲ့အတွေးမှန်အကြံမှန်က၃မျိုးရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့နိက္ခမသင်္ကပ္ပထွမြောက်မှုနဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေးဒီဘဝဒီခန္ဓာဒီတန်တရားကိုထောင်လို့သဘောထားပြီးတော့ထောင်ကျနေတဲ့ပုဂ္ဂိုလ်တွေဟာဒီထောင်ထဲမှာစိတ်ဝင်စားဖို့ထောင်ကလွတ်ဖို့ပဲစိတ်ဝင်စားတယ်။လောင်ကျိုင်နဲ့ရောက်နေတဲ့ငှက်ဟာလောင်ကျိုက်ကိုစိတ်ဝင်စားတယ်ဆိုရင်လည်းဒီတဲကလွတ်မြောက်ဖို့အတွက်သူစိတ်ဝင်စားတာပဲဖြစ်မယ်။သူလွတ်ချင်တယ်ဆိုတဲ့အတွေ့အပေါ့။အဲ့ဒါလိုပဲဒါတွေဟာအကျင့်အကျက်တွေမလွတ်မလပ်ဖြစ်မှုတွေဒီတဲကနေပြီးတော့ထွတ်မြောက်သွားနိုင်မှတကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုရမယ်လို့ထွတ်မြောက်မှုနဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေ့အပေါ့နိက္ခမဝိတက်နိက္ခမသင်္ကပ္ပနောက်ပြီးတော့ဦးဇင်းတို့အပြာပါဒသင်္ကပ္ပမပျက်စီးစေလိုတဲ့စိတ်နဲ့ဆက်ရှင်ပြီးတော့တွေးတဲ့အတွေ့ဒေါသရဲ့ဆန့်ကျင်ဘက်ပေါ့တေကိုကောက်ရင်တော့မေတ္တာနော်မေတ္တာတရားမပျက်စီးစေခြင်းဘူးကောင်းစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့နောက်အဝိဟိန္တာသင်္ကပ္ပမညှင်းဆဲလိုတဲ့စိတ်ဒုက္ခမရောက်စေခြင်းမူတရားကိုကောက်ရင်တော့ကရုဏာတရားပေါ့အဲ့ဒါလို့အတွေးတွေကိုဒါတမ္မာသင်္ကပ္ပလို့ဆိုတယ်တဲ့ဒီနေရာမှာဦးဇင်းတို့မေဃတယုတ်ပါဠိတော်မှာလာရှိတဲ့အဓိပ္ပာယ်လေးတစ်ခုကလည်းတော်တော်မှတ်သားရကောင်းတယ်တမ္မာဒိဋ္ဌိဆိုတာဖြစ်ရင်တမ္မာသင်္ကပ္ပဟာတိုးပွားလာတယ်မှန်ကန်တဲ့အမြင်ရှိရင်တွေးတဲ့အတွေးဟာလည်းမှန်းလာတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့လိုအတွေးတွေမှန်းလာတယ်ဆိုတဲ့တမ္မာသင်္ကပ္ပရှိလာရင်အပြောတွေလည်းမှန်းလာတယ်တဲ့ဟုတ်တာပေါ့အပြောဆိုတာအတွေးကနေဆိတ်ဆော်ပြီးတော့မှအတွေးကခိုင်းတာကိုအပြောဆိုတာပြောရတာအဲ့လိုအပြောတွေမှန်းလာပါများရင်လည်းအလုပ်တွေလည်းမှန်းလာတယ်။ဝစီကံနဲ့ကာယကံရဲ့ဆက်ဆက်မှုရှိနေတယ်နော်။အဲ့ဒါလိုအပြောတွေအလုပ်တွေမှန်းလာပြီဆိုရင်အသက်မွေးဝမ်းကြောင်းမှုလည်းမှန်းလာတယ်။အဲ့ဒီမှာအာထုံမှုတွေဆက်မှန်းလာတယ်၊တတိထားမှုတွေမှန်းလာတယ်၊တည်ငြိမ်မှုတွေမှန်းလာတယ်ဆိုပြီးတော့မဂ္ဂင်၈ပါးရဲ့တပါးကိုတပါးအထောက်အကူပြုနေတဲ့အကြောင်းအရာတွေကိုမြတ်စွာဘုရားဟောတာရှိတယ်။အဲ့ဒါဥရှင်တို့မဂ္ဂင်၈ပါးသူ့ရဲ့အဓိပ္ပာယ်အချင်းချုပ်ကစောစောကပြောခဲ့ပြီကိလေသာမာရင်တာနိဗ္ဗာန်ကိစ္ဆန္တိဧတေနန္တိမေခောကိလေသာကိုပယ်တတ်ခြင်းကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်ခြင်းမကောင်းတာတွေကိုဖယ်ရှားပြီးတော့ကောင်းတာတွေကိုအပြည့်အဝဖြစ်ပွားသွားစေတဲ့အစွမ်းရည်တတ္တိရှိတယ်လို့ပြောရမှာပေါ့ဒါကြောင့်မဂ္ဂင်ဆိုတဲ့ဒီလမ်းဟာအကြီးကျယ်ဆုံးနဲ့အမြင့်မြတ်ဆုံးလမ်းဒီလမ်းကိုဦးဇင်းတို့မြတ်စွာဘုရားကပုရဏမဂ္ဂလို့လည်းပဲနာမည်တက်တယ်ပုရဏဆိုတာအဟောင်းပေါ့မဂ္ဂဆိုတာလမ်းဟောင်းပေါ့လမ်းအသစ်တော့မဟုတ်ဘူးရှေးဘုရားအဆူဆူတို့ဖုံးနေအောင်ကြွသွားတော်မူခဲ့တဲ့လမ်းရှေးသူတော်ကောင်းကြီးများဖုံးနေအောင်သွားတော်မူခဲ့ကြတဲ့လမ်းဒါပေမဲ့ဘုရားတဆူတဆူပွင့်ပြီးတဲ့နောက်ဒီသာသနာဒီအဆုံးအမကိုကောင်းတယ်လို့တောင်သိနိုင်တဲ့အည်အသွေးမရှိကြတော့တဲ့လူတွေရဲ့လက်ထက်မှာဒါသာသနာကွယ်တယ်လို့ဆိုရမှာပေါ့နော်သာသနာလူတွေကအသုံးမချနိုင်တော့တဲ့အနေအထားဒါကိုတန်ဖိုးကိုနားမလည်ကြတဲ့အနေအထားလူတွေရဲ့လောဘဒေါသမောဟအကြီးလာတဲ့အနေအထားပေါ့အဲ့ဒါလိုသာသနာကွယ်သွားပြီးတော့နောက်တစ်ချိန်မှာဘုရားတဆူဆူပွင့်လာတယ်ဆိုလို့ရှိရင်ဒါရှေးဘုရားအဆူဆူတို့ရဲ့လမ်းကိုသူပြန်ပြီးတော့တွေ့လာအဲ့ဒါဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားကဥမာနဲ့ဟောထားတာရှိတယ်တော်တဲ့ကိုလျှောက်သွားရင်းနဲ့မြို့ဟောင်းကြီးတစ်ခုကိုတွေ့ရတယ်တွေ့တဲ့အခါကျတော့ဟာမြို့ဟောင်းကြီးကိုပြင်းဆင်ပြီးတော့အင်မတန်ကြီးကျယ်ခမ်းနားတဲ့မြို့ကြီးဖြစ်သွားတယ်ပေါ့အဓိပ္ပာယ်ကငကိုတုံးကစားရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့ဒါမြတ်စွာဘုရားကဒီမြို့ဟောင်းကြီးကိုတွေ့တယ်လမ်းဟောင်းကိုတွေ့တဲ့ပုဂ္ဂိုလ်လမ်းအသစ်တီထွင်တာမဟုတ်ဘူးတဲ့ပုရဏမဂ္ဂတဲ့မဂ္ဂင်၈ပါးကို
နော်ဒါလည်းဘဟုတုတမှတ်เสียပေါ့ဒါကြောင့်ဒီမက္ခဆိုတဲ့လမ်းနဲ့ပတ်သက်ပြီးတော့မဂ္ဂင်၈ပါးတည်းဟူသောလမ်းသည်လမ်းတကလမ်းထဲမှာအမျက်ဆုံးဆိုတဲ့စကားလေးရှိတယ်ဟိုဦးဇင်းတို့ဒီစကားလေးဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကမြတ်စွာဘုရားဒေသစာရီကြွချီပြီးတော့တာဝတိမြို့ဇေတဝန်ကျောင်းတော်ကိုပြန်ပြီးတော့ဆက်ရောက်လာတဲ့တစ်ချိန်မှာခကြီးကပြန်လာကစားယဟန်တော်တွေအားလုံးစုမိတော့ဘာတွေပြောကြတော့ဆိုတော့ဘေရွာကနေဘေရွာကိုသွားတဲ့လမ်းကတော့တော်တော်ကိုဆိုးတယ်ဘာရေးလာရေးတော်တော်ခက်ခဲတာပဲဘေမြို့နဲ့ဖောက်ထားတဲ့လမ်းကတော့တော်တော်ကောင်းနေလမ်းကိုချောနေတာပဲလမ်းနဲ့ပတ်သက်ပြီးတော့ပြောကြတာပေါ့အဲ့ဒီချိန်မှာမြတ်စွာဘုရားကြွလာပြီးတော့ယဟန်တော်တွေကိုဘာတွေပြောနေကြတာတော့ဘုရားကြီးတို့လမ်းနဲ့ပတ်သက်တဲ့စကားတွေကိုပြောနေကြတော့ပါဗျာအဲ့ဒီမှာမြတ်စွာဘုရားจิตသားတို့တဲ့သာသနာဝန်ထမ်းရှင်ယဟန်တွေဟာပဂတိလမ်းဆိုတာတဲ့နိဗ္ဗာန်ကိုရောက်စေတတ်တဲ့လမ်းကိုပို့ပြီးတော့စိတ်ဝင်စားတဲ့နယ်ဆိုတဲ့အဓိပ္ပာယ်နဲ့လမ်းကိုကြံစီမယ်ဆိုလို့ရှိရင်မဂ္ဂင်၈ပါးနဲ့ပတ်သက်ပြီးတော့တွေးကြစမ်းပါဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားဂါထာပေါင်းများစွာအဲ့ဒီမှာဟောတယ်မေဃနာထင်ကြီးကောတိထောသစ္စာနံစတုရောပရာဝိရာဂောတိထောဓမ္မနံဒွိပရာနိသစကုမာဒါပထမဂါထာလေးအဓိပ္ပာယ်ကဘာပြောတုံးဆိုတော့မေဃနာထင်ကြီးကောတိထောတဲ့မေဃနာလန္တကလန္တဲတွင်အထင်ကြီးကောအင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့မဂ္ဂင်သီတာလည်းတိထောအမျက်ဆုံးမေးတဲ့လန္တကလန္တဲမှာမဂ္ဂင်၈ပါးလမ်းဟာအမျက်ဆုံးတဲ့သစ္စာနံစတုရောပရာအမှန်တရားတကအမှန်တရားထဲမှာသစ္စာ၄ပါးသည်အမျက်ဆုံးပဲတဲ့သစ္စာ၄ပါးပေးတဲ့တို့သိတယ်နော်သစ္စာ၄ပါးသိတယ်နော်ဘဝမှန်သမျှခန္ဓာမှန်သမျှဆင်းရဲမြားတာလူကျင်နဲ့ရကျင်နဲ့ဖြစ်ကျင်နဲ့ဆိုတဲ့လောဘကြောင့်ဒုက္ခတွေဖြစ်တာလောဘချုပ်မှတာနဲ့ဒုက္ခတကယ်ချုပ်တာအဲ့ဒီအဆင့်ကိုမျက်မှောက်ပြုကျင်တဲ့ဆိုရင်မဂ္ဂင်၈ပါးကိုကျင့်သုံးမှသာလျှင်မျက်မှောက်ပြုနိုင်မှာဆိုတဲ့အချက်အမှန်တရားပဲတစ်ခုတော့၄ခုအဲ့ဒီအမှန်တရား၄ပါးသည်သစ္စာတရားတွေထဲမှာတော့အမွန်မြတ်ဆုံးပဲဘယ်တော့မှမဖောက်မပြန်မှန်ကန်တဲ့သစ္စာကျန်တဲ့သစ္စာတွေဆိုတာကမှားကျင်တဲ့အချိန်မှားသွားတာနော်ဆိုကြပါစို့သစ္စာကသမုဒိသစ္စာပရမတ္ထသစ္စာအရိယသစ္စာအစရှိသဖြင့်သစ္စာတွေကမျိုးမျိုးရှိတာကိုဆိုကြပါစို့တရားဓမ္မတို့ဥရှင်တို့ခုဒီနားမှာထိုင်းနေတာဘာတွေတော့လူတွေမှန်တာပေါ့ဒါသမုဒိသစ္စာဟာလူတွေဟုတ်ရလားဟုတ်တယ်ဒါပါလေဒါမိန်းကလေးတွေဒါကယောက်ျားလေးတွေဟောမှန်မြန်တာပဲเนาะယောက်ျားကိုယောက်ျားလို့ပြောရင်မှန်တယ်မိန်းမကိုမိန်းမလို့ပြော